ရမုံကစားရတော်ပြီးသားပါဟိုးရင်တော့ကလေးကကျွန်တော်တို့တူတူရိုက်လာကြတယ်ရမုံရဲ့အရေးချင်းကိုလည်းသိတယ်တော်ပြီးသားဆိုတော့အဲ့အများကြီးထွေလူပြောစရာတော့မလိုပါဘူးဘိုက်တက်ကမကြည့်ရသေး ထရေလာသေးသေးလေးတွေတော့ကြည့်တယ်ခုနကတော့နော်ကြည့်နေမှမဟုတ်ဘူး ထွေလာကြည့်နေနော် အဲ့လေးတွေ နောက်မှပဲကြည့်ရမှာပေါ့ရမုံကစားရတော်ပြီးသားပါဟိုးရင်တော့ကလေးကကျွန်တော်တို့တူတူရိုက်လာကြတယ်ရမုံရဲ့အရေးချင်းကိုလည်းသိတယ်တော်ပြီးသားဆိုတော့အဲ့အများကြီးထွေလူပြောစရာတော့မလိုပါဘူးเนาะဒါပေမဲ့ဒီမှာဘယ်လိုမျိုးတွေထပ်ပြီးတော့ item တွေထပ်ပြီးလောက်ထားမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့နော်အားပေးရတာပေါ့ကိုမခင်မင်လာတာလဲကြာပြီเนาะကြာပြီဆိုတော့အမရဲ့ကားလေးကသူပြောမလဲတရုပ်ဆောင်တာထိထိမိမိထွက်လာတာလေးမျောနေရလေအခုထွက်လာရဲဆိုတော့ဒီကားလေးမုံမြင့်ကားလေးကိုတော့เนาะအားရပါတယ်အားပေးရမှာပေါ့ဆွေတာလေးကြည့်တာနဲ့စူးစမ်းထားတာတော့ပေါ်ပါတယ်ဒါပေမဲ့ဇာကားတစ်ခုလုံးနေနဲ့ကတော့ကြည့်ပြီးမှ ကြည့်ရမှာပေါ့နော်အစားဆုံးကြည့်ပြီးတော့မှပဲသိမှာပေါ့ထက်မြက်မြက်သူကထက်မြက်ရှိတယ်တွက်လဲတွက်တယ်ဩဇာအာဏာလည်းရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့သူအမြဲအဲ့လိုတော်လွတ်နဲ့ထက်မြက်ပဲလေသူကြည့်လိုက်ရင်အဲ့လိုမျိုးဒီမုံနဲ့ကဟိုလွန်ခဲ့တဲ့10စုနှစ်တစ်စုသားလောက်ရှိပေါ့နော်လွန်ခဲ့တဲ့နှစ်12နှစ်13နှစ်လောက်ကတည်းကအတူတူပဲဆိုတော့ဆုံးခဲ့ကြတာဆိုတော့လေဟိုကျွန်တော်တို့ချောင်းသားမှာ happy beat သွားရိုက်တုန်းကဆိုလည်းအမှကျွန်တော်တို့2လ3လအတူတူသွားပြီးတော့နေခဲ့ကြရတာပေါ့လေအဲ့ဒီကရင်းနှီးတာဆိုတော့တော်တော်ကြာပြီရင်းနှီးမှုကတော့လေဒီကြားထဲမှာလည်းတွေးပြစ်လိုက်မတွေးပြစ်လိုက်ပေါ့အခုနောက်ပိုင်းတော့တွေ့တာနည်းနည်းခက်ဆိတ်ဆိတ်ဖြစ်နေတာ